တနေ့ပြီးတစ်မျိုးမတူအောင်အသက်တွေထွက်နေတဲ့အချိန်မှာကျမတို့ကcreativity မကောင်းလို့ရှင်ခေတ်နဲ့တော်တော်ကြီးပြတ်ပြီးကြံခဲ့မှာပေါ့နော်အဲ့တော့ creativity ကောင်းဖို့ဆိုတာကကျမတို့ကအရေးကြီးဆုံး productivity ကောင်းဖို့လိုတယ်ပေါ့နော် productivity ကောင်းမှာဒီလူက productive ဖြစ်တော့မှဒီ channel ဟာတွေကိုကျမတို့စဉ်းစားလာနိုင်ပြီးတော့ creative thinking တွေစဉ်းစားလာနိုင်ပြီးတော့ကိုကဖန်တီးနိုင်မှုတွေတီထွင်ဖန်တီးနိုင်မှုတွေကောင်းလာပြီး creativity ကောင်းပါတယ်နော်ဆိုတော့အဲ့တော့ဒီအဲ့ဒီချိန်မှာ productivity ကောင်းဖို့ဆိုလို့ရှိရင်ကျမတို့ဘယ်လိုလုပ်မလဲကျမတို့ရဲ့နေ့စဉ်အလုပ်တွေမှာရောအဲ့တော့ဘယ်လိုကျမတို့ကဘာလုပ်ပဲလုပ်နေနော်ကျမတို့ဘာသာရေးတစ်ခုကိုအတင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီကိုစီးပွားကိုပိုင်လုပ်ငန်းပဲလုပ် freelancer ပဲလုပ်စီးပွားရေးပဲလုပ်နော်တခြားဟို company တွေအဖွဲ့အစည်းတွေမှာပဲလုပ်ဆိုတော့ဒီ productivity ကောင်းဖို့ဆိုလို့ရှိရင်ကျမတို့ကအဓိကကျမတို့ရဲ့ဒီတော့လုံးစရာရှိတဲ့အလုပ်တွေ task တွေကိုကျမတို့တိကျစနစ်တကျလေးကျမတို့ကိုင်တွယ်နိုင်မှာ manage လုပ်နိုင်မှာကျမတို့က productivity ကောင်းကျမတို့ productivity ကောင်းအောင် tax management ပေါ့အဓိကအဲ့ tax management ကိုဒီကိုယ့်ရဲ့လုပ်စရာရှိတဲ့လုပ်တွေကိုစီမံခန့်ခွဲတဲ့ဟာကတော့ကျမတို့အရင်တည်းကဒါလောက်လာခဲ့ကြတယ်မျိုးစုံဒီလမ်းပေါင်းစုံနဲ့လောက်ခဲ့ကြတယ်ပေါ့နော်အဲ့တော့အခုကျမတို့ကဒီ digital ခေတ်ကြီးထဲမှာဆိုတော့ကိုကဒီ digital tools တွေပေါ့နော်ကိုမသုံးတတ်ဘူးမသုံးဘူးဆိုလို့ရှိရင်ကျမတို့ကလုံးဝခြေတလန်းမဟုတ်ဘူးခြေ10လန်းလောက်ပြတ်ပြီးတော့လုံးဝနောက်ကျပြီးကွာသွားမယ်ဆိုတော့အဲ့တော့ဒီနေ့ကျမက digital productivity tools တွေကအသုံးများကြပြီးတော့လုံးဝအရန်ရိုးရှင်းတယ်ဒီ notion တွေပါတယ်ထပ်ကိုအရန်ရိုးရှင်းတယ် note ဒီ Trello ဆိုတဲ့ application လေးနဲ့ကျမတစ်ချက် tutorial လေးလုပ်ပြသွားမယ်ရှင်ရိုးရှင်းလေးနဲ့လည်းဖြစ်ချင်တဲ့နားလည်လွယ်ချင်တဲ့ beginner friendly လည်းဖြစ်တယ်ဒီလိုမျိုးdigitalize ပေါ့နော် productivity tools လေးတွေလည်းသုံးပြီးတော့ကိုကဒီ professional ကြည့်ကြပါတော့ process လေးလည်းလုပ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာဒီ Trello ကအရန်အဆင်ပြေရရှင်ဆိုတော့သူကလုံးဝ beginner friendly ဖြစ်တယ်ဒီပေါ့နော်ဒီပြီးတော့သူက notion တို့လိုမျိုးပဲfree plan ရှိရရှင် free premium plan ဆိုပြီး2မျိုးရှိရပေါ့နော်တခြားဟိုဟာတွေအတိုင်းပဲ tools တွေအတိုင်းပဲအဲ့တော့ဒါပေမဲ့ free plan အောက်မှာကိုပဲကိုက individual သုံးမယ်ဒါမှမဟုတ်လဲ team ပေါ့နော်ဟိုအဖွဲ့လူတွေ team member တွေတိတ်မများတဲ့အဖွဲ့တည်ပေါ့နော်အဲ့လိုမျိုးသုံးမယ်ဆိုလို့ရှိရင် free plan အောက်မှာပဲတော်တော်လေးလုံလောက်တယ်ဆိုတော့ကျွန်မnotion တွေ sorry Trello တွေကိုကျွန်မတစ်ချက်လုပ်ပြမယ်ရှင်ဆိုတော့ဒီမှာ Trello ပေါ့နော်ဒီမှာ theory ရလို့ Trello ဆိုတာ Trello ကိုအခုမှစသုံးမယ်လို့ Trello account မရှိသေးဘူးဆိုလို့ရှိရင်ကျမတို့က Trello ကိုဒီbrowser ထဲမှာဝင်ပြီးတော့ရိုက်ထည့်ပြီးတော့ကျမတို့ Trello account ဖွင့်လို့ရပါတယ်ဆိုတော့ကျမတစ်ချက်ပြပါမယ်ကျမတို့ဒီ Google Chrome ပေါ့နော်browser ထဲကိုတစ်ချက်ဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ကျမတို့ဒီမှာလေရိုက်ထည့်လိုက်လို့ရတယ်ရှင်နော်ဒီမှာခါရဲဆိုတော့ပေါ့နော်သူကဒီမှာ customize ဆိုတော့အရင်ဆုံး Trello ဆိုတာကပြောရမယ်ဆိုလို့ရှိရင်တော့ဒီ visualize ဒီဟိုပါပေါ့နော်text management project management dashboard ပဲရှင့်ဒီ task တွေဟိုဟာတွေအကုန်လုံးကိုတနေရာထဲမှာပဲအကုန်တပေါင်းတစ်စီရဲ့နဲ့ရှင်းရှင်းလင်းလင်းမြင်နိုင်တဲ့visual dashboard version ပဲရှင့်အကောင့်ဖွင့်ခြင်းနဲ့အကောင့်ကိုကျမတို့ email ကိုရေးထည့်လိုက်လို့ရပါတယ်ပေါ့နော်အဲ့ဒီကျွန်တော် ready မှာရှိလာပြီပေါ့နော်အဲ့လိုဆိုရင် Google နဲ့ sign in ဝင်မလားဒါမှကိုမှ Google account ရှိရဆိုလို့ရှိရင်ကိုမှ Gmail ပေါ့နော်ဒီ Gmail နဲ့ပဲတခါတည်းတန်းပြီး sign in ဝင်လိုက်မလားဒါမှမဟုတ်ဒီမှာ Microsoft account ရှိရဆို Microsoft account နဲ့ဝင်မလားဒါမှမဟုတ်ဒါမဲ့လို့ပို့ပြီးတော့ဟိုဟာဖြစ်တယ်ဒီ desktop version နဲ့ပို့ပြီးတော့သူကတခြား text လေးတွေပို့လို့များရတယ်ပေါ့နော်ကျွန်တော်တို့ဒီဘက်Europe တွေဘက်မှာတော့ဒီ Slack ကိုအဖွဲ့တွေတော်တော်များများကဒီ company တွေအဖွဲ့အစည်းတွေတော်တော်များအသုံးများကြတယ်ရှင်သူကတခြားဒီ Notion တို့ဒီ Trello တို့ Jira တို့တွေနဲ့လည်းချိတ်ဆက်ပြီးသူကသုံးလို့ရတယ်ဆိုတော့တခါတည်းအဲ့လိုမျိုးသုံးကြရတယ်ပေါ့နော်ဒီ Slack ကိုကျွန်မနောက်ထပ်ဗီဒီယိုတစ်ခုနဲ့ကျွန်မထပ်ပြီးတော့ tutorial လေးတစ်ချက်လုပ်ပြပါမယ်ဒီနေ့ကတော့ကျွန်မတို့ Trello အကြောင်းပဲတစ်ချက်ဆက်သွားလိုက်မယ်နော်ဆိုတော့ကျမတို့ဒီမှာ sign up နေလိုက်လို့ရတယ်ကျမကတော့Google account နဲ့မဝင်ဘူးပေါ့နော်ကျွန်တော် sign up နေမယ်
ဆိုအဲ့ဆိုကျမတို့ဒီမှာ sign up ဖြစ်သွားပြီပေါ့နော်ဖြစ်သွားပြီ okay အဲ့လို့ဆိုရင်ဒီမှာသူကမေးလာပြီပေါ့နော်မေးဟာနဲ့သုံးပါလဲဆိုလို့ရှိရင်ကိုကဘာအတွက်သုံးပါလဲပေါ့နော်ဘာအတွက်သုံးပါလဲဒီကိုယ့်ရဲ့ဟို idea တွေကို organize လုပ်ဖို့အတွက်လားဒါမှမဟုတ်ဒီpersonal tax တွေကို manage လုပ်ဖို့အတွက်လားဘာအတွက်သုံးချင်တာလဲဆိုရယ်ဒီ category ကိုသူကမေးတယ်ဒီတော့ဒါကဘာကြောင့်မေးရလဲဆိုတော့တခြားမှာဒီဘက်ဘေးမှာပေါ်နေတဲ့ဒီဟာကဒါ Trello ဟိုပထမအဆုံးကိုရမယ် board design ပေါ့နော်အဲ့တော့ဒီမှာပါနေတဲ့ဒီမှာဟို list လေးတွေပေါ့နော်အဲ့ဒီ design ကိုသူကအကြံဉာဏ်ပေးဖို့အတွက်ကိုသူကအဲ့လိုမျိုးမေးတာပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ဒီမှာပြမယ်ဒါဆိုလို့ရှိရင်ဒီမှာ recommended သူကတော့ဒီလိုပုံစံသုံးဖို့ recommend လုပ်တယ်ဒီဟာဆိုရင်ဒီမှာ design ကပြောင်းသွားပြီပေါ့နော် okay ကျမတို့ကလောလောဆယ်အဲ့ဒါတွေမတော်အောင်ဆိုကျမတို့ skip လုပ်လိုက်မယ်ပေါ့နော်အဲ့တော့ကျမတို့ဒီမှာဒီ Trello ထဲရောက်သွားပြီပေါ့နော်ဒါသူကဒါနမူနာပြပေးထားတာပေါ့နော်အဲ့တော့ဒီ board မှာကိုကဆက်သုံးခြင်းလည်းရတယ်ဒါပေမဲ့လို့ဒီ board ကဒီမှာ short short ကြီးခံနေသုံးခြင်းအောင်ဆိုကျမတို့ board တစ်ခုကိုကိုယ့်ကိုအသက်လုံးကြည့်ရအောင်ပေါ့နော်အဲ့တော့ကျမတို့ board တစ်ခုကိုအသက်လုံးဖို့ဆိုလို့ရှိရင်ဘယ်ကိုသွားမလဲဆိုဒီဘက် down လေးမှာလေဒီမှာ Trello ဆိုတော့ကျမရဲ့ဒီမှာမြားလေးပေါ့နော်ဒီလာဘက် down လေးရဒီဟာလေးကိုကျမတို့နှိပ်လိုက်မယ်နှိပ်လိုက်လို့ရှိရင်ဒီမှာပြရပေါ်လာပြီပေါ့နော်ပထမဆုံးတစ်ခါကျွန်မပြထားသလိုဟာမျိုးကြီးပေါ်လာတယ်ဆိုရင်ကျမတို့ကဒါတွေပြီးမှကျွန်မတစ်ချက်ပြပေးပါမယ်နော်အခုလောလောဆယ်ကျွန်တော်တို့ဒီအောက်ကိုဆင်းလိုက်မယ်ဆင်းလိုက်ဒီမှာ your workspace ဆိုတာလေဒီမှာ your workspace ဆိုရဟာပေါ့နော်ဆိုတော့အဲ့ဒီမှာ workspace ဆိုတာကျွန်တော်တို့ကဘာကိုပြောတာလဲဆိုရင် workspace ဆိုတာကဒီကျွန်တော်တို့ဘာနဲ့တွန်တူလဲဆိုရင်ကျမတို့ဟိုကွန်ပျူတာထဲမှာ file တွေ folder ပေါ့ file တွေဒီတိုင်းပဲ file တွေပြန့်ကျဲပြီးတင်ထားတာထက်ဒီသက်ဆိုင်ရာဒီ file လေးတွေကိုဟိုတွေ့ရလေးစုပြီးတော့လေ category တစ်ခုနဲ့ folder လေးစောက်ပြီးအဲ category တူတဲ့ folder တွေကိုဒီ file တွေကိုပြစ်ထည့်ထားပြီးတင်ထားတယ်လို့သဘောမျိုးပေါ့နော်အဲ့တော့ဒီ Trello မှာလည်း workspace ဆိုတာကတော့ folder ပုံစံမျိုးပဲဆိုတာကကြတော့ဒီကိုယ့်ရဲ့ဟို file ပုံစံမျိုးပေါ့ဥပမာ email တစ်ခုကိုကျွန်တော်တို့ workspace တစ်ခုပြရတယ်တကယ်လို့ကိုယ်ဒီ email တစ်ခုတွေအောက်မှာပဲနောက်ထပ် workspace ကို3-4ခု5-6ခုအဲ့လိုမျိုး unlimited လို့ကျင်တယ်ဆိုတော့ကျွန်တော်တို့ premium version ဝယ်ရမယ်ပေါ့ free version အောက်မှာဆိုရင်တော့ဒီ email တစ်ခုမှာဒီ workspace တစ်ခုလည်းရမယ်အဲ့ဒီ workspace တစ်ခုအောက်မှာကျွန်တော်တို့ဒီလိုမျိုး board တွေ10 board 10ခု board 10ခုကျွန်တော်တို့ create လုပ်ခွင့်ရှိရပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမှာ board တစ်ခုကို create လုပ်ကြည့်လိုက်အောင်ကျွန်တော်တို့ဒီ create new board စာလေးကိုနှိပ်လိုက်တယ်ဆက်သွားဒီလိုမျိုးကြာလာမယ်ပေါ့နော်အဲ့မှာဒီမှာ board title ဆိုတဲ့နေရာမှာကိုပေးချင်တာပေးလို့ရတယ်အဲ့တော့ကျမတို့ကဘလို့အကြောင်းအရာအတွက်ဒီ board ကိုလုံးပါလဲဥပမာကျမတို့ဒီstudy plan လုပ်ဖို့အတွက်လားဒါမှမဟုတ်ဒီဟိုအတွက်လားပေါ့နော်ကျမတို့ဒီဟိုအလုပ်လျှောက်တဲ့ဒီဟိုjob handle tracking ပေါ့နော် dashboard ပုံစံမျိုးကျမတို့လုံးမလားဒါမှမဟုတ်ကျမတို့ရဲ့ဒီ daily ပေါ့နော်မဟုတ်လို့ weekly monthly tax management အတွက်ကိုကျမတို့သုံးမလားကိုကြိုက်တာကိုပေးလို့ရတယ်ပေါ့နော်ကျမတို့ဒီကိုက freelancer တယောက်ဆိုလို့ရှိရင်လည်းကိုက project 3-4ခုလုပ်နေရဆိုရှင်နောက်တစ် project တစ်ခုကို board တစ်ခုတက်ထပ်ပေးလို့ရတယ်ပေါ့နော် okay ဒီညမှာကျမကတော့ content creation pipeline ဆိုပြီးတော့ပေးလိုက်မယ်ဒီ board နာမည်ကို pipeline ဆိုကျွန်တော်တို့ပေးလိုက်မယ်ပေါ့နော်အဲ့တော့ visibility ဆိုတဲ့နေရာမှာကဒီမှာဘေးမှာအောက်မှာ down arrow လေးရှိရပေါ့နော်အဲ့မှာကျွန်တော်တို့ကြည့်ကြည့်ရမယ်ဆိုရှင် private ရယ် workspace ရယ် public ရယ်ပေါ့အဲ့တော့ကိုက workspace မှာထားရင်တော့ဒါတခြားနောက်ပိုင်းမှာဒီ member တွေကိုလည်းကိုကinvite လုပ်ပြီးတော့ member တွေကိုလည်းပေးကြည့်လို့ရတယ်ပေါ့နော်ဆိုတော့ private ဆိုရင်တော့ကိုတယောက်တည်းပဲကြည့်လို့ရမယ်တခြားသူတွေကမမြင်နိုင်ဘူးမကြည့်နိုင်ဘူးပေါ့နော် edit လည်းလုပ်လို့မရဘူးဒီ member workspace ဆိုတော့ member တွေလည်းသုံးလို့ရမယ် public ကတော့မထားဖို့ကျမကတော့ recommend လုပ်ချင်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျတော့ public ထားလိုက်ရင်ကျတော့ဒီ Trello ကိုဝင်တဲ့ဒီ link ကြီးရဲ့ဘယ်သူမှဆိုကိုယ့်ရဲ့ဒီဟိုကြည့်လို့ရတယ်ဆိုတော့ဒါကိုယ့်ရဲ့ privacy နဲ့ security ဘိုင်းမှာတော့ဒီ public ကအဆင်မပြေဘူးပေါ့နော်အဲ့တော့ workspace ကိုထားဖို့ကျွန်မ recommend လုပ်တယ်ဆိုတော့ဒီအောက်က create ဆိုတဲ့ဒီအပြာ button လေးကိုကျွန်မနှိပ်လိုက်မယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီမှာရသွားပြီဒီကျွန်မခုန create လုပ်တဲ့ဒီမှာ content creation pipeline ဆိုတဲ့ board တစ်ခုရသွားပြီပေါ့နော်ဆိုတော့အဲ့ဒီမှာကျမတို့တစ်ချက်ပြန်သွားကြည့်လိုက်အောင်ခုန board တင်နေရအောင်ဆိုတော့ကျမတို့ board တွေကိုကြည့်ကြည့်လဲဆိုဒီအောက်မှာဒီအောက်ဆုံးကဒီမှာ
ဟိုလေးနဲ့ဒီ switch board ဆိုတဲ့ဟာလေးကိုနှိပ်ကြည့်လိုက်ရင်ဒီမှာကျမတို့ခုနအစကျင်တော့ဒီ Mindtrello board ဆိုတဲ့ဟာရှိရပြီးနောက်ထပ်ဒီမှာ content creation pipeline ဆိုတဲ့ board တစ်ခုထပ်ရှိရဆိုတော့ကျမတို့နောက်ထပ် board တွေကိုထပ် create လုပ်လို့ရှင်ဒီမှာ board တွေထပ်ပြီးတော့ပေါ်လာမယ်ပေါ့နော်အဲ့တော့နော်အဲ့ထက်ပဲပြန်ဝင်မယ်ဆိုရင်ဒီမှာသူကဥပမာပြထားတာပေါ့ဒီမှာဟာလေးတွေကိုကျမတို့က list ဒါမှမဟုတ်category ပေါ့အမျိုးအစားဆိုတော့ဒီမှာဆိုလို့ရှိရင်ကိုလုံးဖို့ရှိရတူရင် then ပြီးသွားတဲ့ဟာတွေပေါ့နော်ဆိုတော့အဲ့အစားကိုတခြားဟာထည့်ခြင်းလည်းရတယ် script ပေါ့နော် script ဆိုပြီးကျွန်မထည့်လိုက်မယ် content creation ဖြစ်တဲ့အတွက်ကြောင့်လို့ပြီးလို့ရှိရင်ကျွန်တော်ဘာလုပ်မလဲဆိုလို့ရှိရင်script လုပ်မယ်ပြီးရင် video recording ပေါ့နော်video recording ဆိုပြီးလို့ရှိရင်ကျွန်တော်တို့ enter ပဲခောက်ဒီ atlas ကိုပဲနှိမ့်လိုက်မယ်ပြီးနောက်တစ်ခုကျွန်တော်တို့ထည့်အောင်ဘာလဲဆိုလို့ရှိရင် editing ပေါ့နော် editing social media uploading ပေါ့အဲ့လိုမျိုးကျမတို့ကပေးထားလိုက်မယ်ဒါဥပမာပြတာပေါ့နော်ဥပမာဒါကိုဒီနေရာမှာ board တွေကိုကိုထည့်ချင်လို့ထည့်လို့ရတယ် sorry ဒီ category list တွေကိုကြိုက်တော့ထည့်လို့ရတယ်အဲ့တော့ဒီ board တစ်ခုမှာဒီလိုမျိုး list တွေ category တွေကျမတို့ unlimited free plan မှာပဲ unlimited ကိုကြိုက်တော့ထည့်လို့ရတယ်အကန့်အသတ်မရှိဘူးဆိုတော့ကိုထည့်ရင်ထည့်တော့ဒါကြီးအရွှေကြီးပဲဖြစ်သွားမှာပေါ့နော်ဒီမှာ add a card ဆိုတာရှိရဆိုကျမတို့ကလေ card တွေထည့်လို့ရတယ်ပြီးလို့ရှိရင်နောက်ထပ်ဗီဒီယိုကြားတယ် Notion ဘယ်လိုသုံးလဲ Notion tutorial လေးလည်းကျွန်မလောက်သွားပါမယ်ရှင်ဗီဒီယိုလေးတစ်ခုပေါ့နော်အဲ့ Notion tutorial ဆိုကျွန်မထည့်လိုက်မယ်အဲ့တော့ဒီလိုမျိုးကျွန်မတို့ကိုကြိုက်တာကိုထည့်လို့ရတယ်တူကျွန်မတို့ကဒီ card တွေရှိမှာပေါ့နော်အဲ့တော့အဲ့ card တွေကိုကျွန်တော်တို့ဘာလုပ်လို့ရတယ်လဲဆိုရင်တော့ဒီ Trello ရဲ့တစ်ခုကောင်းတဲ့တစ်ချက်ကသူကဒီ card တွေကိုဒီလိုမျိုးဖိနှိပ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီ mouse လေးကိုလေဖြစ်ပြီးလက်ညှိုးလေးနဲ့နှိပ်ပြီးတော့လိုတဲ့နေရာဆွဲလာပြီးဒီလိုမျိုးရွှေ့လို့ရတယ်ပေါ့အဲ့တော့အခုကျွန်မ Trello tutorial recording လုပ်နေရလေနော်အဲ့တော့ကျွန်မခုနဒီ Trello tutorial ဆိုတဲ့ card ကလေးကိုဒီမှာ recording အောင်မှတစ်ချက်ရွှေ့လိုက်တယ်ပေါ့နော်ခုနဒီမျိုးကြိုက်သလိုနှိပ်ပြီးတော့ကြိုက်သလိုရွှေ့လို့ရတယ်ပေါ့နော်ဒါက card တွေကိုသုံးတဲ့ဟာလေးပေါ့နော်ဆိုရင်ဒါကအဓိက main point ပေါ့ Trello ရဲ့တာချက်နောက်တစ်ခုကကြတော့ဒီမှာဒီ calc ထဲမှာကိုထည့်ချင်တာအကုန်ထည့်လို့ရတယ်အဲ့တော့ဒီ description မှာကိုရေးချင်တာအကုန်ရေးထည့်လို့ရတယ် Trello tutorial Notion tutorial အကြောင်းဆိုရင်ဘာအကြောင်းပြောမလဲပေါ့နော်တာချက်ပြောမလားအဲ့တော့တခုကောင်းတာကကျွန်မ Trello ကိုသဘောကျတာကသူကလေမြန်မာလိုရော English လိုရောကိုဒီ font ကအရင်အဆင်ပြေဖြစ်တယ်ပေါ့နော်အထင်ကမရှိဘူး Notion မှာကကြတော့ကျွန်မ Notion လည်းသုံးတယ် Notion မှာကြတော့မြန်မာ font ကတခါတလေမှာလေ font မမှန်တာလေမြန်မာ font ရိုက်လို့တိတ်အဆင်မပြေတာလေးတခါလေဖြစ်တယ်ပေါ့နော် Trello မှာတော့အလုံးဝမရှိဘူးပေါ့နော်ဥပမာပေါ့နော်ဒါကျွန်မဥပမာပြောတာ tips ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့စိုက်တလို့ရေးလို့ရတယ်ရေးပြီးလို့ရှိရင်ဒီမှာဒီ function လေးတွေလည်းအကုန်သုံးလို့ရတယ်ဒီမှာကိုကpicture ထည့်ချင်တယ်ဆိုလို့ရှိရင် picture ထည့်လို့ရတယ် link ထည့်မယ်ဆိုလို့ရှိရင် link ထည့်လို့ရတယ်ဆိုတော့ဒီမှာကကြတော့ဒါကတကယ်လို့ဥပမာဖြစ်တယ်ကိုကဒီ title အနေနဲ့ပေးချင်တယ်ဆိုရှင် headline size အကြီးအသေးပေါ့နော်အဲ့တော့ကျွန်မဒီမှာရေးလိုက်မယ်ဆိုလို့ရှင်အဲ့လိုမျိုးပေးလို့ရတယ် bold ပေးလို့ရတယ်ကျွန်တော်တို့စာလုံး italic ပေးလို့ရတယ်အကုန်တူတွေပဲပြီးရင်ဒီမှာကကြတော့assistant ပေါ့နော် assistant ဆိုတာတော့ AI assistant ဒီဟာကတော့ကျမတို့ဒီ free version အောက်မှာဆိုရင်သူက limited ပဲသုံးလို့ရမယ် premium မှာဆိုလို့ရှိရင်တော့သူကဖြစ်တယ်ဝယ်ထား premium ဆိုရင်ပတ်စပ်ပေးပြီးဝယ်တဲ့အကြောင်းမလို့ unlimited သုံးလို့ရမယ်ပေါ့ဒီမှာတော့ဒီ AI နဲ့ချိန်ပြီးတော့ AI နဲ့တခါတည်းကိုခုနလောက်ချင်တဲ့ဟာတွေအကုန်လုံးကိုသုံးလို့ရတယ်ပေါ့နော် brainstorm လေးလည်းသုံးလို့ရတယ်ဒီဟာကတော့ AI ပေါ့နော်အခုကျမတို့ဒီဟာကိုကျမမသုံးဘူးဆိုတော့ဒီမှာဒါပြန်ပေးလိုက်မယ်အဲ့တော့နောက်တစ်ခုကဘာလုပ်လို့ရလဲဆိုတော့ဒီမှာ file တွေကို attach လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီကိုယ့်ရဲ့ဒီထဲမှာဖြစ်တဲ့ file တွေအကုန်လုံးကိုအဲ့မှာသက်ဆိုင်ရာတွေကို attach တွဲထားလို့ရတယ်တခုရှိတာကဒီ free plan မှာတော့သူက file တစ်ခုရဲ့ size က10 megabyte
အထီကိုပဲသူကလက်ခံတယ်ပေါ့နော်အဲ့တော့ကိုက10 MB ထဲကျော်တဲ့ file မျိုးတွေဆိုရင်တွဲချင်တယ်ဆိုလို့ရှိရင်ကိုက premium version ဝယ်ရမယ် premium version ဆိုတော့သူက250 MB ဒီသူက file တစ်ခုရဲ့ size ပေါ့နော်တွဲလို့ရတယ် file တွေကဘယ်လောက်ထိတွဲလို့ရလဲဆိုရင်တော့တော်တော်များတွဲလို့ရတယ်ကျွန်မ file ကိုအခု20ကျော်30တွဲပြီးသုံးတယ်အဆင်ပြေတယ်ပေါ့နော်ဒီ free plan နဲ့ပဲကျွန်မသုံးနေတာaccount တစ်ခုကကျွန်မ free plan နဲ့သုံးတယ်ဆိုတော့တော်တော်အဆင်ပြေတယ်ဆိုတော့ tips လေးတစ်ခုပေါ့နော်အဲ့တော့တကယ်လို့ကိုကfree plan ပဲသုံးတယ်ဒါပေမဲ့ file size က10 MB ထက်ကျော်နေရဆိုတော့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ Google Drive ထဲမှာသွားတင်ပြီးတော့အဲ့ဒီ Google Drive link ကိုဒီအောက်မှာ link ပြန်ချထားလိုက်လို့ရတယ်ပေါ့နော်ချိန်ပြီးတော့ဘာလို့အဲ့လိုမျိုးချိန်ပြီးသုံးလို့ရတယ်ပေါ့နော်ဆိုတော့ okay ပါအဲ့တော့ကိုလောက်ချင်တာတွေအလုံးလုံးပြီးပြီဆိုရင်ကျွန်တော်ဒီမှာ save လောက်ထားလိုက်လို့ရတယ်နော်ဒါကဒီ description မှာပေါ့နော်ပြီးရင်ဒီမှာ comment and activities ဆိုတဲ့နေရာမှာလည်းကျွန်တော်တို့ဒီမှာ comment ပေးလို့ရတယ်ပေါ့နော် comment ကိုကဒီဘက်ကဒီ description ကိုမပြင်ချင်ဘူးဒီပေါ့နော် version 1 2ပေါ့ဘယ်ဟာက update version ပဲနေရာမှာတော့ဘာလုပ်လိုက်တယ်ဆိုတဲ့ဟာတွေအကုန်လုံးဒီမှာ comment ပေးလို့ရတယ်နောက်ပိုင်းဒီကိုယ့်ရဲ့ဒီ team member တွေပေါ့နော်ကိုနဲ့တူဒီ dash workspace ပေါ်မှာအသုံးတဲ့လူတွေရှိလာတယ်ဆိုလို့ရှိရင်လည်းအဲ့ team member တွေရဲ့နာမည် mention လုပ်ပြီးတော့ team member တွေကိုလည်းဒီ comment တွေနဲ့တခြားဒီအလုပ်တွေကို tax assign ချတာမျိုးတွေပေါ့နော်အဲ့လိုဟာမျိုးတွေကိုကျမတို့လုပ်လို့ရှင်းရှင်းလင်းလင်းတစ်ခုချင်းစီတွေ့ရတယ်ပေါ့နော်ဒါက comment section okay ကျမတို့ comment လည်းမလုပ်ဘူးဆိုတော့ဒီမှာပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာနောက်တစ်ခုကဘာကောင်းလဲဆိုတော့ဒီဟာ checklist အဲ့ဒီဟာကျမအကြိုက်ဆုံးပဲဒီ Trello မှာကျမအကြိုက်ဆုံး feature တစ်ခုပေါ့နော်အဲ့ဒါကဒီ checklist တခြားကိုကနာမည်ပေးချင်တာအကုန်လုံးပေးလို့ရတယ်အဲ့တော့ကြတော့ဒီမှာ checklist ဆိုလို့ရှင်ထည့်လိုက်လို့ရှင်အဲ့ဒီမှာ add the item ဆိုပြီးကျမတို့ပေါ်လာမယ်ပေါ့အဲ့တော့ဘာလုပ်မလဲဆိုရင်ဒီမှာ tutorial အတွက်ဆိုရင်ကျမတို့ဘာလုပ်ရမလဲခုနလိုမျိုးဟိုဟာဖြစ်မယ် script ရေးမယ်เนาะ script ရေးမယ်ဒါဥပမာပေါ့နော်ဒါကတော့ဥပမာဒါကျမဒါနမူနာပြတာပေါ့နော်ကိုထည့်ချင်တို့မျိုးဒီမှာထပ်ပြီးတော့ add an item ဆိုပြီးတော့ကိုထည့်ချင်တဲ့ကိုလုံးစရာရှိတဲ့ဒီ checklist တွေဘာတွေဟိုဖြစ်ရမယ်ဆိုတဲ့ဟာတွေကိုကျမတို့ထည့်သွားလို့ရတယ်ပြီးပြီဆိုရင်တစ်ခုပြီးသွားပြီဆိုတော့ကျမတို့ဒီမှာ tick မှတ်သွားလိုက်မယ်ဆိုရင်တော့ဘလောက် percentage ပြီးသွားပြီပေါ့နော်ဒီမှာနောက်တစ်ခုဆိုပြီးသွားပြီဒီမှာနောက်တစ်ခုဆိုလို့ရှိရင်ဒီရာခိုင်နှုန်းပြီးသွားပြီအဲ့လိုမျိုးလဲဆိုလို့ရှိရင်ကိုလုံးစရာရှိတဲ့ဟာတွေကမမေ့တော့ဘူးပေါ့ဘယ်လိုမှမဖြစ်တော့ဆိုတော့ဒီ checklist ကတော့ကျွန်မအရင်ကြိုက်ဆုံးအပိုင်းတစ်ခုပေါ့နော်ဒီ Trello မှာဒီမှာဒီ member ဆိုတဲ့ဟာကတော့ဒီခုနကဒီ Notion tutorial ဆိုတဲ့ဒီ card เนาะအခုကျွန်မပြောနေတာ card ဒီ board တစ်ခုလုံးမဟုတ်ဘူးเนาะဒီ card တစ်ခုမှာပဲကိုတည်သက်ဆိုင်ရာ card မှာပဲကိုကျွန်မကနောက်ထပ်ကျွန်မနဲ့ဒီတွဲလုံးနေတဲ့ team နဲ့ရကိုရဲ့ team မှာပါဒါမှမဟုတ်လဲကျွန်မရဲ့တငယ်ချင်းတစ်ခုပေါ့နော်ဟိုမှာကြိုက်တဲ့လူကိုကျွန်မဒီဟာကိုကြည့်ချင်တယ်သူ့ကိုလည်းမြင်စေချင်တယ်သူကလည်းဒီမှာဒါတွေအကုန်လုံးကျွန်မဟိုဟာဖြစ်တဲ့ဟာကိုကျွန်တော်တို့ email တွေပို့မနေတော့ဘူးရှင်ဆိုတော့အဲ့လိုမျိုးအတူတူဒီမှာသူလည်း comment တွေဝင်ပြီးတော့ရေးလို့ရမယ်ဖတ်လို့ရမယ်ဆိုရင်လုံးစေချင်တယ်ဆိုလို့ရှင်အဲ့ကို invite လုပ်ချင်တဲ့လူရဲ့ email ကိုဒီထဲမှာတစ်ခါတည်းရိုက်ထည့်လိုက်မယ်ပေါ့နော်ဥပမာဆိုလို့ရှင်နော်အဲ့တော့ကျွန်တော်တို့ဒီမှာ no result ပေါ့နော်ဒီမှာဘာလို့ no result ဆိုတာကကြတော့ဒီမှာ match မရှိနေသေးဘူးအဲ့တော့ဒီမှာကျွန်မဒီနေရာမှာတစ်ချက်ဘာကိုထပ်ကျမတို့ပြောပြမလဲဆွေမျိုးရတဲ့ဒီမှာ no result အဲ့လိုရှာမတွေ့ဘူးဆိုတော့ဒီနေရာမှာကျမတို့ member ထည့်ခြင်းရင်ဒီ board မှာလည်းကျမတို့က member ကို invite လုပ်ရတယ်ပေါ့ဒီမှာ share ဆိုပြီးတော့ခုနကဒီ board တစ်ခုလုံးဒီ board တစ်ခုလုံးကိုမြင်စေခြင်းနဲ့ကိုသုံးစေခြင်းနဲ့လူကို member ကိုဒီမှာခုနက email ကိုရိုက်ထည့်ပြီးတော့ကျမတို့ကဒီမှာ member အနေနဲ့ပေးမှာလား observer အနေနဲ့ပေးမှာလားဘယ်ဟာအနေနဲ့ကိုကဒီဟိုဟာကို access ပေးမှာလဲပေါ့နော်ဆိုပြီးတော့ဒီမှာ observer ဆိုရှင်တော့ premium version ကျမှပဲကျမတို့ပေးလို့ရမယ်ခုန member ဆိုတော့ကျမတို့ workspace ကိုရွေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ member ကလည်း add လုပ်လို့ရမယ်ဝင်လည်းကြည့်လို့ရမယ်သုံးလို့ရမယ်ပေါ့နော်အဲ့ဒါပြီးရင်တော့ကျမတို့ကဒီမှာကျမတို့ share လုပ်ပေးလိုက်အောင်ပဲပေါ့နော်အဲ့ဆိုလို့ရှင်ဟိုလူကဟိုကိုပို့လိုက်တဲ့ record invite လုပ်လိုက်တဲ့လူက email ရသွားမယ်အဲ့ email ထဲမှာအဲ့ email link ကနေတစ်ဆင့် accept လုပ်ပြီးတော့ဟိုသူကလည်းဝင်လာခဲ့လို့ရှင်ရပြီပေါ့နော်ဒါပေမဲ့တခုတော့ရှိတယ်ကို invite လုပ်လိုက်တဲ့လူက
account ရှိရမယ်သူကလည်း account ကိုဖွင့်ပြီးလို့ရှိရင်ဒီ email invite ကို accept လုပ်လိုက်လို့ရှိရင်တခါတည်းဒီလူကချိတ်ဆက်မိပြီးတော့ဒီထဲမှာmember ဆိုပြီးရောက်လာမယ်ပေါ့နော်အဲ့တော့ကျွန်မဥပမာလေးတစ်ခုပြပြမယ်ပေါ့နော်ကျွန်မလက်ရှိသုံးနေတဲ့ဟာတစ်ခုဆိုရင်ဒီမှာဒါဒီကျွန်မရဲ့ personal dashboard ပေါ့နော်အဲ့ဆိုရင်နောက်ထပ် member တယောက်ရှိရဒီမှာကျွန်မရှိရအဲ့လိုမျိုးပေါ့ဒီမှာ member ဆိုပြီးပေါ်သွားမယ်ပေါ့နော်အဲ့တော့ဒီမှာကဒီ date ဆိုတဲ့ဟာကကျတော့ကျွန်တော်တို့ deadline ကြီးပေါ့ခုနကကျွန်မတို့ဒီအပေါ်ကဒီ text ရဲ့ဘယ်နေ့မှနောက်ဆုံးထားပြီးပြီးကျင်လဲဆိုတဲ့ deadline ကိုကျွန်တော်ဒီမှာ set up လုပ်ထားလို့ရတယ်အဲ့လိုဆိုလို့ရှိရင်အဲ့ဒီ deadline မှာမတိုင်ခင်မှာသူကလှမ်းပြီးတော့ notion ဒီမှာကျွန်တော်တို့ဒီအပေါ်ကဒီ notification bar လေးမှာတစ်ချက်ပြပြီးတော့တတိပေးနေမှာပေါ့နော်ကိုကတော့ set up လုပ်ထားရမှာပေါ့တရက်ကြိုပြီးတော့ကိုယ်ပြန်ပြီးတတိပေးစေချင်လားဒီမှာဘယ်နှစ်ရက်လဲတစ်ပတ်ကြိုပြီးလားဆိုတဲ့ဟာတော့ကိုက set up လုပ်ထားရမှာပေါ့နော်အဲ့လို set up ပေးထားလို့ရတယ်ပြီးရင်ကျွန်တော်တို့ဒီမှာဒီ label ဆိုတဲ့ဟာကကြတော့ဒီမှာအရောင်လိုက်ခွဲထားပြီးတော့ကျွန်တော်တို့ကဒါကိုယ့်ကိုဟိုဟာပေါ့ထပ်ပြီးတော့ဟို privacy ပုံစံမျိုးပေါ့ဥပမာဆိုရှင်ဒီမှာဒီအနီရောင်ဆိုလို့ရှင်ကျွန်တော်တို့ဒါ urgent ပေါ့ urgent ဆိုရင်ဒီမှာဒီဟာလေးကိုခဲတံလေးဘေးကခဲတံပုံလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့ဒီမှာurgent ဆိုပြီးကျွန်တော်တို့ပေးလိုက်လို့ရတယ်အဲ့ဆိုဒီမှာအနီဆိုတာနဲ့ urgent လို့ကျွန်တော်တို့သိနာမယ်ဥပမာဒီဟာဆိုလို့ရှိရင်ကျွန်တော် urgent နဲ့ပေးလိုက်မယ် tick လုပ်လိုက်မယ်ဆိုရင်ဒီမှာပေါ်သွားပြီ urgent အဲ့တော့ကျွန်တော်တို့ cut မှာဆိုရင်ဒီမှာအဲ့လိုလေးသွားပေါ်နေပြီဆိုရင်ဒီဘယ်ခတ်ကတော့ urgent ဟေးဘယ်ခတ်ကတော့မဟုတ်ဘူးဆိုတဲ့ဟာကိုတခါတည်းတန်းပြီးသိနိုင်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီမှာဒီကျမတို့ဒီဘေးကအဆက်ကလေး30လေးနော်အဲ့ဒါလေးကိုနှိပ်ပြီးဒီမှာမျက်လုံးပုံလေးဒီ watch ဆိုတဲ့ဟာလေးကိုကျမတို့နှိပ်ထားလို့ရတယ်အဲ့ဆိုအဲ့ဒီဟာကို watch ဆိုတဲ့ဟာလေးကိုနှိပ်ထားမယ်ဆိုရင်ဒီမှာမျက်လုံးပုံလေး watch ဆိုတာလေးတော့ပေါ်နေဒီဟာကလုံးလက်ရှိမှာပို့ပြီးတော့လုံနေကြသေးတယ်မပြီးသေးဘူးပေါ့နော်ပို့ပြီးတော့ highlight ဖြစ်ဖို့အတွက်ကို watch ဆိုတဲ့ဟာလေးနှိပ်ထားလို့ရတယ်အဲ့တော့ဥပမာကျမတို့ကဒီ tutorial ဒီအခုဒီဟာပေါ့ဒီအလောက်ကကျမတို့ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာဒီဘေးကဟာလေးကိုနှိပ်လိုက်လို့ရှိရင် complete ဆိုပြီးတော့လည်းကျမတို့အဲ့လိုလောက်ထားလို့ရတယ်ပေါ့နော် free version မှာပဲကိုကပို့ပြီးတော့ကျွန်း pro ဆန်ပေါ့နော်သုံးချင်တယ်ဆိုရင်ဒီနောက်ဆုံးဒီ menu bar လေးနဲ့ဟိုကျမတို့သုံးကြပါပေါ့နော်အဲ့ဒီမှာကနောက်ထပ်တစ်ခုဘာရှိမလဲဆိုလို့ရှိရင်ဒီမှာ filter အဲ့တော့ဒီ menu filter ပေါ့နော်ဒီ filter ကိုသုံးပါဆိုတော့ဒီ filter မှာဆိုလို့ရှိရင်ကျမတို့ဒီမှာအကုန်လုံးဒီဟို overview ဖြစ်နေတဲ့ဟာတွေဟိုကျမတို့အကုန်ကြည့်လို့ရတယ်ဒီမှာ filter ပေါ့နော်ဒီreview ဟာတွေပဲကျမတို့ကြည့်မလားဘယ် tag တွေကိုပဲကျမတို့ကြည့်မလဲအကုန်လုံး filter နဲ့ကျမတို့တစ်ချက်စစ်ပြီးတော့ကြည့်လို့ရတယ်ရှင်နောက်ဆုံးတစ်ခုကကျတော့ဒီမှာဒီ background ဒီကဟို background ကိုကျမတို့ပြောင်းခြင်းတယ်ပေါ့နော်ဒီဟာကြီးကမလှနေဘူးလို့ကျမတို့စိတ်ထဲမှာထင်တယ်ဆိုရင်ကျမတို့ background ပြောင်းခြင်းတယ်ဆိုရင်ဒီလာနဲ့ကျမတို့ပြောင်းလို့ရတယ်ရှင့်ဒီအဆက်ကလေး30ထဲကိုဝင်လိုက်မယ်ဝင်ပြီးဒီမှာ change background ဆိုတဲ့ထဲကိုကျမတို့ဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ဒီမှာကိုကအရောင်ရွက်တည်တံ့ပြောင်းခြင်းတယ်ဆိုရင်ဒီမှာကြိုက်တဲ့ color ကိုရွေးလို့ရတယ်မဟုတ်ဘူးဒီလိုမျိုး wallpaper နဲ့ပြောင်းခြင်းတယ်ဆိုရင်ကျမတို့ဒီမှာ wallpaper နှိပ်ပြီးတော့ကြိုက်တဲ့ wallpaper ကိုကျမတို့ရွေးပြီးတော့တင်လို့ရတယ်ပေါ့နော်ဒီမှာဒီထဲကပါတဲ့ wallpaper တွေလည်းကျမတို့မကြိုက်ဘူးကိုကတခြားဟာကြိုက်တယ်ဆိုရင်ကျမတို့ပန်းပုံတင်မလားဥပမာ flower ဆိုပြီးရိုက်ချလိုက်ဒီမှာပန်းပုံလေးကြားလာမယ်ဒါမှမဟုတ်beach ဆိုပြီးရိုက်ချလိုက်ကမ်းခြေပုံလေးကြားလာမယ်ဥပမာပေါ့နော်အဲ့တော့ဒါမှမဟုတ် lake ရိုက်ချလိုက်ဒီမှာပုံလေးကြားလာမယ်ပေါ့နော်အဲ့တော့ဒီမှာတစ်ခုနမူနာတစ်ချက်ပြောင်းပြမယ်ဆိုရင်ကျမတို့ဒီဟာလေးရွေးချင်တယ်ဆိုလို့ရှိရင်နှိပ်ပြီး click နှိပ်လိုက်အောင်မယ်ဒီမှာသူ auto ပြောင်းသွားပြီပေါ့နော်အခုဒါကတော့ကိုယ့်ကိုဒီ board တစ်ခုကိုစောက်ပြီးတော့သုံးတာပေါ့နော်အဲ့လိုမဟုတ်ဘူးကိုကဒီကိုယ့်ကိုမစောက်ချင်ဘူးဆိုရင်စောက်ပြီးသား board တစ်ခုကို template ပေါ့ template တွေကျမတို့သုံးလို့ရတယ်ရှင် template ကိုTrello မှာ free သုံးလို့ရတဲ့ template ကိုကျမတို့လိုချင်တယ်ဆိုရင်ဒီအပေါ်ဒီ Trello ဆိုတဲ့ထဲကိုကျမတို့ဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်လေဒီမှာ board ရဲ့အောက်က template ဆိုတဲ့ဟာလေးကိုကျမတို့နှိပ်လိုက်မယ်နှိပ်ကြည့်လိုက်လို့ရှိရင်ဒီမှာသူကလေရှိထားပြီးသား built-in template တွေဒီမှာကြားလာပြီရှင်အများကြီးပဲဒီမှာ categories အလိုက်ကိုက business နဲ့ဆိုင်တဲ့ template မျိုးကိုသုံးမလားဒါမှမဟုတ်ဒီမှာ design education
HR operation personal productivity ဒီမှာ project management product management ဒီမှာ remote teamwork မျိုးစုံပေါ့နော် team management တော့ဒီမှာကျွန်မ productivity ကိုကျွန်မတစ်ချက်ဥပမာရွေးပြလိုက်မယ်ဆိုဒီမှာ productivity နဲ့ပတ်သက်တဲ့ဒီမှာလောက်ထားပြီးသားဟိုဟာတွေရှိတယ် template တွေကိုကျွန်မတို့ရှိမယ်ဆိုတော့ကိုယ့်ဟာကိုတစ်ချက်ကိုကြိုက်တဲ့ဟာကိုဝင်ကြည့်ပေါ့ဥပမာဆိုလို့ရှိရင်ဘယ်လိုဟာမျိုးဝင်ကြည့်မလဲဆိုလို့ရှိရင်ဒီမှာ weekly planner နောက်တဲ့ဟာတွေကျွန်မတို့ချက်ဝင်ကြည့်မယ်ပေါ့ဒီဟာလေးဆိုရင်တော့မစိုးဒီမှာ creativity tab habit ဆိုတဲ့ဟာလေးကိုကျွန်မကြည့်မယ်ကြိုက်လားပေါ့နော်ကြိုက်သလားကိုသုံးကျင်သလားမသုံးကျင်ဘူးတခြားဟာကြည့်ကျင်တယ်ဆိုရင်ဒီပေါ် product ဟို main ဟို category ကိုကျွန်တော်တို့ပြန်သွားမယ် main page ကိုပြန်သွားမယ်ပေါ့နော်အဲ့လိုမျိုးလေးဒီမှာ daily task management template ဥပမာပေါ့နော်ဒီ daily task management template ဆိုဒီဟာတော့ဒီ creator ပေါ့ဒီ template ကို creator လောက်ထားတယ် creator ကသူ template ကြောင့်ရှင်းပြထားတာပေါ့ bla 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 ဆိုတော့ဒီ creator တွေကတော့ဒါဘသူသုံးဆိုပြီးတော့ဒါ free ပေါ့နော် public ကိုအလကားချပေးထားတဲ့ template တွေဆိုတော့ကိုကြိုက်လို့ရှိရင်ကိုယ်ကယူပြီးသုံးလို့ရတယ်ဆိုတော့ဒါဒီမှာ to do တို့ဒီမှာ done today တို့ဒီမှာအဲ့လိုမျိုးပေါ့နော်ဥပမာကျွန်တော်တို့ဒီ template ကိုသုံးကျင်တယ်ဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုရင်ဒီ template ကိုသဘောကျသွားပြီဆိုဒီမှာ use template ဆိုတဲ့ဟာကိုနှိပ်လိုက်ပြီးလို့ရှိရင်ဒီမှာကိုနာနောက်ထပ်ကိုကဘယ်လိုဟာမျိုးကိုပေးမလဲအဲ့လိုကျွန်မပေးလိုက်မယ်ပေါ့နော်အဲ့လိုမျိုးပေးလိုက်ပြီးလို့ရှိရင်ဒီမှာဒီ product က private လုပ်မလားဒီမှာကတော့လောလောဆယ် private လုပ်ထားမယ်တကယ်လို့မဟုတ်ဘူးဆိုလို့ရှိရင်ခုနလိုမျိုးပေါ့ visibility ပြောင်းချင်တယ်ဆိုရင်ဒီမှာကျွန်တော်တို့ visibility ပြောင်းလို့ရတယ်ဒါပေမဲ့ကျွန်တော် create လုပ်လိုက်မယ်ဒီမှာရသွားပြီဆိုတော့ကျမတို့ခုနလိုမျိုးကိုယ့်အစားဆုံး create လုပ်မနေဘူးသူများရှိပြီးသား template ကိုကျမတို့ဆွဲပြီးယူသုံးလဲရတယ်အဲ့ဒီထဲမှာကျမတို့ထပ်ထည့်ခြင်းလဲဆိုရင်ကိုကြိုက်တဲ့လောက်ထပ်ထည့်လို့ရတယ်တကယ်လို့မဟုတ်ဘူးဒီအပေါ်ကဒီခေါင်းစဉ်တွေကိုကပြင်ကျင်တယ်ဒီဟာကြီးကတော့မဟုတ်နေဘူးမကြိုက်လို့ဥပမာပေါ့နော်ဒီမှာ Friday February ကမကြိုက်ဘူးဆိုပြင်ကျင်တဲ့ဟာကိုကျမတို့ဒီမှာထောင်လိုက်ကိုကြိုက်တဲ့ဟာကိုတစ်ခုပေါ့နော်ရေးကျမတို့ပြင်လို့ရတယ်ပေါ့နော်ကိုသုံးနေတဲ့ဒီ workspace အောက်က board တွေကိုကျမတို့ကြည့်ကျင်တယ်ဆိုလို့ရှိရင် switch box ကိုကျမတို့နှိပ်ပါအဲ့လိုဆိုရင်ဒီမှာကျမတို့ဘယ်နှခုရှိသွားမလဲဆိုဒီမှာကျမတို့ကဒါ recent မဟုတ်ဘူးဒါကျမတို့ရဲ့ဒီကိုယ့်ရဲ့ workspace အောက်ကိုဝင်ကျမတို့အခု workspace board 3ခုရှိသွားပြီကျမတို့ရဲ့ workspace အောက်မှာပေါ့နော်အဲ့တော့ဒီမှာဟိုခုန create လုပ်ထားတဲ့ဟာရဲ့အခုထပ် create လုပ်လိုက်တဲ့ဟာရဲ့ပထမဆုံးဟာရဲ့ပေါ့ကျွန်တော်ဒီမှာ create လုပ်လို့ရနေသေးတယ် board တစ်ခုပေါ့နော်အားလုံးပဲဒီ Trello tools လေးသုံးပြီးတော့ကိုယ့်ရဲ့ဒီ task management တွေတည်တည်ချာလုပ်နိုင်ပြီးတော့ productivity တွေတိုးမြင့်ပြီးတော့ creativity တွေလည်းတိုးတက်နိုင်ကြပါစေကျွန်မနောက်ထပ်ဒီလာမယ့် video လေးတွေမှာလည်းဒီ tutorial လေးတွေအများကြီးထပ်ပြီးတော့ကျွန်မလုပ်ပေးသွားပါမယ်ဆိုတော့ဒီ video လေးကအကျိုးရှိရတဲ့ဆိုလို့ရှိရင် like and share လေးတစ်ချက်လုပ်ပေးသွားခဲ့ပါအောင်ကျွန်မဒီskill string ကနေလည်းဒီ activity tools နဲ့ဆိုင်တဲ့ဒီ tutorial လေးတွေဒီ workspace နဲ့ tools tutorial လေးတွေတခြားအင်္ဂလိပ်စာပေါ့နော်အင်္ဂလိပ်စာဒီ grammar ရောတခြား lesson လေးတွေရောတခြားအကျိုးရှိရဲ့ video လေးတွေကိုလည်းကျွန်မဆက်ပြီးတော့တင်ဆက်သွားပါမယ်ရှင်အဲ့အတွက်ကြောင့်မလို့ဒီ skill string channel လေးကိုလည်း subscribe လေးလုပ်ပေးခဲ့ပါအောင်ရှင်ကျေးဇူးအများကြီးတင်ပါတယ်နောက် video လေးတွေမှာပြန်တွေ့ပါမယ်ရှင်